အားလုံးမင်္ဂလာပါရွှေမန်ကင်းစစ်ကထင်းဖြစ်နေရတဲ့မြန်မာပြည်အကြောင်းဆွေးနွေးတင်ပြချက်အပိုင်းကိုဆက်လက်တင်ပြပေးပါမယ်ဂျီမိုးကောင်းတို့ရဲ့မြန်မာနိုင်ငံကြီးဟာလွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်ရှိပါတယ်ဆိုပြီးတော့အခြေခံဥပဒေဆိုတဲ့ Constitution မှာကိုတရားဝင်ထည့်သွင်းသတ်မှတ်ပြဋ္ဌာန်းထားတာပါဘာသာကြီး၄ခုအပြင်နတ်ကိုးကွယ်ယုံကြည်မှုအပိုင်းကိုလည်းခွင့်ပြုထားပါတယ်အခုနောက်ဆုံးဖြစ်ခဲ့တဲ့2008အခြေခံဥပဒေမှာလည်းဒီလိုပဲပါပါတယ်ကိုယ်ဘာသာကိုယ်သာသနာကိုထိရင်တော့ဆက်ဆက်ထိမခံနိုင်အောင် sensitive ဖြစ်နေကြတယ်။တခြားဘာသာကိုကြတော့ကျူးကြော်ဇရဲလက်ရဲပုတ်ခတ်ဝေဖန်တာကိုလုပ်နေတဲ့လူရှိတယ်။စာအုပ်တွေရိုက်ပြီးတော့ကိုဖြန့်နေတာဗျာ။ဒါအခြေခံဥပဒေကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေတာမဟုတ်ဘူးလား။ရှားသူတွေရဲ့ဘာသာသူတို့ရဲ့အထွတ်ထိပ်ထားတဲ့ဘာသာရေးခေါင်းဆောင်တွေပေါ်ကိုဘာလုပ်တဲ့ဖရာညာလုပ်တဲ့ဖရာဘာဖြစ်တယ်ညာဖြစ်တယ်လို့လိုက်ဝေဖန်နေစရာအကြောင်းရှိလို့လားကိုမယုံကြည်လက်မခံခြင်းကိုဘာကာကိုနေဖို့ကိုသာသနာကိုကြတော့ဝေဖန်တာမခံနိုင်ဘူးမျိုးဘာသာသာသနာကိုစောက်ရှောက်ရမယ်လေကာကွယ်ရမယ်လေလက်တိလက်မောင်းတန်းနေတယ်အခြေခံဥပဒေကိုဖောက်ဖျက်ပြီးတော့သူများဘာသာကိုတော့တွားပြီးတော့ဝင်ရောက်ဆွတ်ဖက်ဝေဖန်တယ်ပုတ်ခတ်တယ်အဲ့ဒီလိုတခြားဘာသာကိုအပေါ်ကိုစီးလွတ်ကန်းလွတ်ဘောင်ကျော်ပြီးတော့ရန်ကားနေတဲ့သူအခြေခံဥပဒေမှာပါတဲ့လွတ်လပ်စွာကိုယ်ကွယ်ယုံကြည်ခွင့်ကိုဖောက်ဖျက်ကျူးလွန်နေတဲ့သူအဲ့ဒီလူကိုသာသနာပြုတာဆိုပြီးတော့နိုင်ငံတော်အဆင့်ရှိတဲ့တာဝန်ရှိသူကနေပြီးတော့သာသနာပြုပုဂ္ဂိုလ်လို့ချီးကျူးပြီးတော့သာသနာပြုဘွဲ့တစိအနှင်းတယ်လို့တွေ့နေရတယ်ဒီလိုအယူချိပန်းထင်မိထင်ရဗရန်ဗရာလျှောက်လို့နေတဲ့ဘူမသိကိုမသိကောင်ကလှုပ်ထားတော့ထားပါတော့နိုင်ငံတော်ကတရားဝင်တာဝန်ရှိတဲ့သူတွေကဒီလိုမျိုးကြီးသာသနာပြုလက်မှတ်ဘွဲ့လက်မှတ်အနှင်းနဲ့ဆိုတာကြီးကတော့ဖြစ်ကောင်းရလားဗျာဖြစ်တဲ့ရလားဗျာအတော့ကိုအယုတ်ဆိုးအကြည့်တန်နဲ့လောက်ရလို့လောက်ရကြီးတစ်ခုကိုပြောရတော့မှာအဲ့ဒီသာသနာပြုဘွဲ့တစ်ခုမတန်မရာရသွားတာဟာမြင်းကိုဂျိုတက်ပေးလိုက်တယ်လို့မျိုးဟန်နုမာမြောက်ရဲ့အမိကိုမိရှို့ပေးလိုက်တယ်လို့မျိုးအဲ့လိုဖြစ်တာသာသနာစောင့်ရှောက်ရေးအဖွဲ့ဘာဘွဲ့ညာဘွဲ့ဆိုပြီးတော့ခေါင်းစည်းတက်ပြီးတော့အဲ့ဒါပတ်ရမ်းနေတော့တာဗျာပတ်ပြီးရမ်းနေတော့တာကားဘော်ဒီပေါ်မှာမဟာဘာညာအစချီတဲ့သာနာပြုဆိုတဲ့ဘွဲ့ကိုပေါ့ဗျာစလုံးကြီးနဲ့ရေးပြီးတော့မြုပ်ပတ်ပြီးတော့မောက်မာနေတော့တာဟိုလူဟောက်ဟိုလူမှန်ဟိုဖွဲ့ဟောက်ဟိုဖွဲ့မှန်ဒီဖွဲ့မှန်မြင်းကိုဂျိုတက်ပေးလိုက်တယ်လို့မျိုးအဲ့တော့မြန်မာပြည်ကလူအများစုကလည်းသူ့အကြောင်းနဲ့သူတိတ်ပြီးတော့မသိကြနားမလည်ကြတော့ဒီကားမှာရေးထားတဲ့မဟာဘာညာဆိုတဲ့စလုံးကြီးကိုကြည့်ပြီးတော့လန့်နေကြကြောက်နေကြရှိန်နေကြတာဗျသူမေးသမျှဖြေရတယ်သူဟောက်ရင်ခံရတယ်မလီသူမှန်ရင်ကြောက်နေရတယ်အဲ့ဒီလိုလုပ်ရမယ်လို့လူတွေကလည်းထင်နေတော့တာသာသနာပြုဘွဲ့တွေကိုလုပ်တဲ့ရည်ရွယ်ချက်ကသာသနာကိုအထောက်အကူဖြစ်စေမဲ့လုပ်ငန်းတွေကိုသူ့ဘာသူစစ်မှန်နဲ့ယူသားရိုးရှင်းစွာနဲ့လုပ်ကိုင်နေကြတဲ့ပုဂ္ဂိုလ်တွေကိုသရာတရားပို့ပြီးတော့ထက်သန်လာအောင်ဆိုပြီးတော့သာသနာရေးဌာနကနေသာသနာပြုအထိတ်အမှတ်ချီးမြှင့်ပေးဖို့လုပ်တာပါလက်တွေ့ဖြစ်နေတာကတော့ဘယ်လိုဖြစ်နေလဲဆိုတော့ဒီသာသနာပြုဘွဲ့နဲ့မှကိုဖြစ်တဲ့နည်းနဲ့ရတဲ့နည်းနဲ့ယူပြီးတော့ဂုံစာဖို့မောက်တွားဖို့ထင်ရပြောထင်ရလုပ်ဖို့လုပ်နေကြတယ်အဲ့ဒါခုတ်ရတခြားပြတ်တယ်ပေါ့ဗျာ
ဒါကိုသာနာကြီးစောက်ရှောက်နေပါတယ်လို့သာနာကြီးကိုစောက်ရှောက်နေပါတယ်လက်ခံကြပါလားသာသနာကိုတကယ်စစ်မှန်မှန်စောက်ရှောက်ခြင်းခန္ဓာရူဒနဲ့ဝိပဿနာဒူရဒီနှစ်ပါးသာလုပ်နေကြုံပဲရှိတယ်လေပြီးတော့ရှိသေးတယ်နှစ်ကျိတ်ရှိစုတွေလှဲ့လေတဲ့ပွဲနှစ်ကျိတ်ရှိစုဘုရားလှဲ့လေတဲ့ပွဲစုပေါင်းဘုံကထိန်လှဲ့လေတဲ့ပွဲပရိသပင်ကြီးတွေကိုရှိနေအောင်တီးပြီးတော့လူတွေကတောက်စားကြကကုန်းကြမူးကြယူကြဒီကြီးတီးလုံးတွေနဲ့ပေါက်ပန်းသေးသချင်းတွေကိုနားမခံသာအောင်အသံကုန်လွှင့်ပြီးတော့အသံကုန်ဖွင့်ပြီးတော့အရက်ပြက်နေသလိုဖြစ်နေကြတာအဲ့ဒါသာသနာပြန်ပွားနေတယ်လို့မြင်ကြရမှာလားဖြန့်လန်းကနေကြီးပွားချမ်းသာခြင်းလို့အမတန်ချမ်းသာခြင်းလို့ဖြန့်လန်းကနေပြီးသာသနာအလုပ်တကယ်ခေါင်းကျုပ်ပရိပတ်တိလုပ်ငန်းမှာတောင်းမှဈေးကွက်စီးပွားရေးလိုခက်တီတီနဲ့ပြောင်ပြောင်တင်းတင်းဝင်လုံစားနေကြသေးတယ်ရိတ်တာထောင်ပြီးတော့ပေးသက်မိုးရဲဆရာနဲ့တပည့်ဘုတ်ကိုကြီးမြောက်လိုက်ကြီးကိုဘုံမြောက်လိုက်တယုံယုံတအုံအုံဖြစ်နေကြတဲ့ဟာကြီးကိုသာသနာကြီးတိုးတက်စီဝင်ပြန်ပွားနေပါတယ်လို့ဆိုကြရမှာလားဆရာကောတပည့်ရောအရိယာကြီးတွေကလည်းအော်တိုကိုဖြစ်သူတို့မပိုင်မဆိုင်ဘူးခဲ့တဲ့တိုက်တာချမ်းမြေအစာဦးတွေလက်ဝဲပိုင်းကြသာသနာပြုနေတာလေဒါနာကံကိုအသုံးချပြီးတော့သာသနာဒါယကကြီးလှုပ်ချဖို့စီယုံတယ်အဲ့ဒါနာဒါယကကြီးလှုပ်ချဖို့အတွက်ကလိန်ချုံကြအရေးချုံကြခိုးကြဝှက်ကြအဲ့ဒီလိုလှုပ်ပြီးတော့လှူဒန်းထောက်ပံ့နိုင်ရင်ပဲသာသနာဒါယကကြီးဖြစ်ပြီးလို့ထင်နေကြတဲ့သူအရေးအတွက်အများကြီးဖြစ်နေတယ်အဲ့ဒီလိုအရေးအတွက်ဒီများနေတာကိုသာသနာကြီးတိုးတက်ပြန်ပွားနေတယ်လို့ယူဆရမှာလားလက်ခံရမှာလားပြောရအောင်ပုဂ္ဂိုလ်တူကဘာလုပ်လဲဆိုတော့တန်ဖိုးကြီးတဲ့ပစ္စည်းကိုလှူမှတန်ဖိုးကြီးတဲ့အရာကိုပြန်ရမှာတဲ့တန်ဖိုးသေးတဲ့ပစ္စည်းကိုလှူရင်တန်ဖိုးသေးတာကိုပဲပြန်ရမှာပါတဲ့ဒါနနဲ့ချူလက်ညူနေတဲ့တရားအဲ့ဒါပြန်ပွားနေတာကိုသာနာတော်ကြီးတိုးတက်နေပါပြီလို့သာဓုဝိုင်းခေါ်ကြရမှာလားဗျာစဉ်စဉ်စားစားနဲ့လုပ်ကြပါနော်အပိုင်း7ကိုနောက်ဗီဒီယိုမှာဆက်လက်တင်ပြပါမယ်ကျွန်တော်ဥကြည်မိုးကောင်းပါ